လေရင်ပြက်ကျပြီးနောက်ကစ်ကီတယောက်တောအုပ်ထဲမှာနိုးလာတဲ့တကိုယ်လုံးနာကျင်ပြီးဇဝေဇဝါဖြစ်နေတဲ့သူဟာမျက်မှန်တက်ပြီးပတ်ဝန်းကျင်ကိုလိုက်ရှာတော့တဲ့မြေကြီးပေါ်ကတစ်တီးတစ်လုံးကိုကောက်ယူပြီးရှာနဲ့ရက်ကြည့်မိပေမဲ့ပြောင်းပြန်လန်လိုက်တဲ့အခါလောက်ကောင်တွေကိုမြင်လိုက်ရလို့ပြန်ချပစ်လိုက်တဲ့အဲ့ဒီနောက်နီနီနာနာမှာဝက်တကောင်ပြေးသွားတာကြောင့်သူလက်ဖြတ်သွားခဲ့တယ်နောက်ဆုံးမှာတော့ကစ်ကီဟာပြက်ကျနေတဲ့လေရင်ကိုတွေ့ရှိသွားပေမဲ့အနားမှာပုတ်ပွားနေတဲ့တရိတ်ဆန်လောင်းရှိနေတာကြောင့်အနားမကက်ရဲဘူးဒါနဲ့သူဟာဝမ်ဘိုက်ဖြစ်ဖို့တစ်ပင်ပေါ်ကတစ်တီးတချို့ကိုပဲခူးယူဖို့ဆုံးဖြတ်လိုက်တယ်တစ်တီးစားနေတော့အတန်တခုကြားရလို့ကစ်ကီထွက်ပြေးပေမဲ့အဲ့ဒါလည်းဖြစ်နေမှန်းသိလိုက်ရတဲ့အခါရက်လိုက်တဲ့ကောင်လေးတွေဟာအတူတူရှိနေဖို့နဲ့ဒီနေရာကိုဆက်ပြီးစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပြီးကစ်ကီရင်ကျက်ယောဂကြောင့်အမောဖောက်တဲ့အခါမှပဲခစ်တက်ရနာကြတယ်သူတို့စမ်းကြောင်းတစ်ခုကိုတွေ့တဲ့အခါယေဖ်ကချက်ချင်းပဲအဝတ်စားတွေချုပ်ပြီးရေထဲခုန်ဆင်းသွားတယ်သူကပျော်ပျော်ပါပါရေကူးရင်းပစ်ကီကိုလည်းအတူတူဆင်းဖို့ခေါ်ပေမဲ့ပစ်ကီကရင်ကျက်ယောဂကြောင့်ရေမကူးတဲ့ကြောင်းပြောတယ်ယေဖ်ကတော့သူရေတက်အရာရှိဖြစ်တဲ့ဖခင်ကြောင့်9နှစ်သားကလေးကရေကူးတက်ခဲ့တာမို့ပစ်ကီကိုတင်ပေးမယ်လို့ပြောတဲ့အခါပစ်ကီကသူ့မိဘတွေဆုံးပါသွားပြီဖြစ်ကြောင်းရှင်းပြတယ်ပစ်ကီဟာခြေအိတ်နဲ့ဖနက်ကိုပဲချုပ်ပြီးစမ်းကြောင်းထဲကိုဝင်လာခဲ့တာကြောင့်သူနဲ့ရဲဟာပျော်ပါပါရေပက်ကစားကြတယ်အဲ့ဒီနောက်ကစ်ကီဟာအလွန်ကြီးမားတဲ့ခယူကမာခွန်တစ်ခုကိုတွေ့ပြီးရင်းရဲ့ချွန်ထက်တဲ့အဖျားကိုရိုက်ချိုးလိုက်ကသူ့တော်လေးမှလည်းတစ်ခုရှိခဲ့ပြီးအတန်မြီအောင်အမြဲတမ်းမှုတ်လေးရှိကြောင်းရှင်းပြတဲ့ကောင်လေးတွေဟာကမ်းခြေကိုရောက်ရှိသွားပြီးရဲကခယူကမာခွန်ကိုအကျယ်ကြီး2ခါ3ခါလောက်မှုတ်လိုက်တဲ့အတွက်ကောင်လေးအုပ်စုကြီးတစ်ခုကသူတို့ကိုတွေ့သွားကြတယ်လေရင်ပေါ်ကလူကြီးတွေကိုမတွေ့ရသေးတာကြောင့်ဘာဖြစ်သွားလဲဆိုတာမစင်စားမိခင်သူတို့အားလုံးတစ်တီးတချို့ကိုအတူတူမျှဝေစားတောက်ကြတယ်သူတို့စကားပြောနေတာကိုဂျက်နဲ့သူ့ရဲ့တချင်းဆိုဖွဲကဖြတ်ပြောလိုက်တယ်ကစ်ကီကသူတို့ကိုအစည်းအဝေးလုပ်ဖို့ဖိတ်ခေါ်နေတော့မှပဲဆိုင်မွန်ဟာရုတ်တရက်လဲကျသွားခဲ့တယ်သူတို့ရဲ့ယူနီဖောင်းတွေကြောင့်နေပူထဲမှာပြုတ်အိမ်သွားလိမ့်မယ်လို့ကစ်ကီကတတိပေးပေမဲ့ဆိုင်မွန်ကအမြဲတမ်းတတိလစ်တက်တာကြောင့်ဂျက်ကပစ်ကီရဲ့စိုးရိမ်မှုကိုပယ်ချလိုက်တဲ့ကြံတဲ့တချင်းဆိုအဖွဲ့ဝင်ကောင်လေးတွေကဆိုင်မွန်ကိုရွှေ့ဖို့ကြိုးစားပေမဲ့ဂျက်ကသူ့ကိုတဲပြင်ပေါ်မှာပဲထားခဲ့ဖို့ပြောတယ်အဲ့ဒီနောက်ဂျက်ကပစ်ကီကိုစကားခံများပြောတယ်လို့ဆိုပြီးဝတ်တုတ်လို့ခေါ်လိုက်တဲ့အခါယေဖ်ကခေါင်းဆောင်တယောက်ရွေးချယ်တင်ကြောင်းဝင်ပြောတယ်ဂျက်ကသူဟာတချင်းဆိုအဖွဲ့ရဲ့ခေါင်းဆောင်ကောင်လေးဖြစ်လို့သူပဲအကြီးအကဲဖြစ်တဲ့နယ်လို့ထင်နေပေမဲ့ယေဖ်ကကောင်လေးအနေငယ်ကိုအမည်စရင်တင်သွင်းပြီးအားလုံးကိုမဲပေးခိုင်းဖို့အကြံပြုတယ်ဆိုင်မွန်နိုးလာပြီးနောက်ကလေးတွေဟာမဲပေးကြတယ်တချင်းဆိုအဖွဲ့ဝင်ကောင်လေးတွေအားလုံးကဂျက်ကိုမဲပေးကြပြီးကြံတဲ့သူတွေကယေဖ်ကိုမဲပေးကြတာကြောင့်ယေဖ်ကမဲအပြတ်တက်နဲ့အနိုင်ရသွားတယ်ဂျက်စိတ်ဆိုးသွားတာကြောင့်ယေဖ်ကသူ့ကိုတချင်းဆိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ဆက်ရှိနေနိုင်ကြောင်းပြောလိုက်ပြီးတချင်းဆိုအဖွဲ့ဝင်ကောင်လေးတွေကသူတို့ဟာအမဲလိုက်သမားတွေဖြစ်လာမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါဂျက်ရဲ့စိတ်အခြေအနေပြန်ကောင်းသွားတယ်သူတို့ဘယ်နေရာရောက်နေလဲဆိုတာအသေးအတန်သိချင်နေတဲ့ဆိုင်မွန်ဂျက်ယေဖ်နဲ့ပစ်ကီတို့ဟာတောင်ထိပ်ကိုတက်ဖို့ပြင်ကြတယ်ပစ်ကီဟာရင်ကျက်ယောဂကြောင့်အခြားသူတွေကိုရင်ပေါင်နှမ်းနိုင်ဖို့ရုန်းကန်နေရပြီးယေဖ်ကသူ့ကိုဆက်လျှောက်ဖို့အားပေးတယ်နောက်ဆုံးမှာသူတို့ညှင်းခုန်ကြပြီးပစ်ကီကသူ့သားမရှိရင်ယေဖ်ဟာအကြီးအကဲဖြစ်လာမှာမဟုတ်ကြောင်းသတိပေးလိုက်တယ်နောက်ဆုံးတော့ကောင်လေးတွေဟာတေဆုံးနေတဲ့လေရင်မှုကိုတွေ့ရှိသွားတယ်။ယေဖ်ကသူ့ကိုမြေမြုပ်တကြိုပေးခြင်းပေမဲ့ဂျက်ကတော့လေရင်မှုဟာအမှားလုပ်ခဲ့တာမို့ရင်းအတွက်တာဝန်ယူရမယ်လို့ထင်နေတယ်။အဲ့ဒီနောက်ယေဖ်ကခရစ်ယာန်ထုံးစံအတိုင်းမဟုတ်ပဲပင်လယ်ထဲမှာရေးတက်ထုံးစံအတိုင်းတင်ဂျိုဟိုအဆိုပြုလိုက်ရဂျက်ကပိုပြီးတင့်တော်တယ်လို့ယူဆတဲ့ပစ်ကီကဒီအကြံဉာဏ်ကိုသဘောမကျပေမဲ့အခြားသူတွေကထောက်ခံမဲပေးကြတယ်။ဒါကြောင့်သူတို့အလောင်းကိုရွှေ့ဖို့ကြိုးစားကြတယ်။အလောင်းဟာကလတ်ထိုင်နဲ့တွဲလျက်ဖြစ်နေတာကြောင့်သူတို့ရွှေ့ဖို့အလွန်လေးလံနေတယ်။ဒါကြောင့်ကောင်လေး3ယောက်ဟာပစ်ကီရဲ့ကန့်ကွက်မှုတွေကိုလစ်လျူရှုပြီးအလောင်းကိုတောင်ကုန်းပေါ်ကနေတွန်းချပစ်လိုက်ကြတယ်။အလောင်းဟာပြင်းပြင်းထန်ထန်ပြုတ်ကျသွားပြီးဆိုင်မွန်ကဆူတောင်းလို့တခုရွတ်ဆိုပေးလိုက်တဲ့အဖွဲ့သားတွေပြန်ရောက်လာတဲ့အခါတောင်ပေါ်ကနေပတ်ဝန်းကျင်တစ်ခုလုံးကိုကြည့်ခဲ့ကြောင်းရှင်းပြကြတယ်သူတို့ဟာထွက်ပေါက်မရှိတဲ့ကျွန်းတကျွန်းပေါ်ရောက်နေတာဖြစ်ပြီးပတ်ဝန်းကျင်မှာအင်ဂျီလည်းမရှိဘူးလေရင်ပေါ်ကလူကြီးခီးသည်တွေဟာတေဆုံးသွားလောက်ပြီဖြစ်တယ်အားလုံးကတပြိုင်နက်တည်းစကားတွေပြန်ပြောနေကြပြီးဂျက်ကတချင်းဆိုအဖွဲ့ဝင်ကောင်လေးတွေနဲ့အတူအမဲလိုက်ဖို့ထွက်သွားဖို့ကြိုးစားပေမဲ့ယေဖ်ကသူတို့ကိုမသွားဘဲနေခိုင်းတယ်အဲ့ဒီနောက်စနစ်တကျရှိနေစေဖို့ပစ်ကီကစီကန်းတစ်ခုထုတ်ပြန်လိုက်တယ်ခယူကမာခွန်ကိုကြိုက်မထားရင်ဘယ်သူမှစကားမပြောရဘူးပစ်ကီကသူတို့အနေနဲ့ခိုလုံရနေရအစားအစာနဲ့အိမ်သားတွေကိုဦးစားပေးဖို့လိုအပ်ကြောင်းပြောတယ်ဂျက်နဲ့တချင်းဆိုအဖွဲ့ကသူ့ကိုလှောင်ပြောင်ကြပေမဲ့အခြားကလေးတွေကတော့သူ့ကိုသဘောတူကြတယ်အဲ့ဒီနောက်မျက်နှာမှာမွေးရပါအမှတ်ပါတဲ့ကောင်လေးတစ်ယောက်ကသူ့တော့အုပ်ထဲမှာတားရဲတစ်ကောင်ကိုမြင်ခဲ့ပြီးဒီညပြန်လာလိမ့်မယ်လို့ထင်ကြောင်းပြောပြပေမဲ့ယေဖ်ကဒီပတ်ဝန်းကျင်မှာဘာသားရဲမှမရှိကြောင်းသူ့ကိုအာမခံနဲ့အားလုံးတင်းမာနေကြတာကြောင့်တားရဲပေါ်လာရင်အမဲလိုက်တမားတွေကတက်ပစ်လိမ့်မယ်လို့ဂျက်ကဂတိပေးလိုက်တယ်အဲ့ဒီနောက်ယေဖ်ဟာပစ်ကီစီကနေခယူကမာခွန်ကိုမယူဘဲဝေယာဝစ်စာတွေကိုစတင်တာဝန်ပေးတဲ့ကောင်လေးတွေလူစုခွဲသွားကြပြီးပစ်ကီကမီးမွေးဖို့ထင်းချောင်းတွေရအောင်တောထဲဝင်သွားတယ်ရုတ်တရက်ဝက်ကလေးတစ်ကောင်ခြုံပုတ်ထဲကနေခုန်ထွက်လာတာကြောင့်ပစ်ကီကရင်းကိုလိုက်ဖမ်းဖို့ဆုံးဖြတ်လိုက်တဲ့ဝက်ကလေးတစ်ပင်နာမှာပိတ်မိနေတဲ့အချိန်ဂျက်ကဓာတ်တစ်ချောင်းကင်ဆောင်ပြီးထွက်လာပေမဲ့သူတွန့်ဆုတ်နေတယ်ပစ်ကီကတရိတ်ဆန်ကိုတတ်ဖို့ပြောပေမဲ့ဂျက်ကမလှုပ်ရှားတာကြောင့်ဝက်ကလေးဟာထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ဂျက်ကပစ်ကီကြောင့်လို့အပြစ်ပုံချပြီးသူဟာဘယ်နေရာကိုထိုးရမလဲဆိုတာရွေးချယ်ဖို့အချိန်စောင့်နေတာဖြစ်တယ်လို့ပြောတယ်ပစ်ကီကသူ့ကိုလူလိန်လို့ခေါ်လိုက်တဲ့အခါဂျက်ကနောက်ဆုံးမှာယေဖ်ကပစ်ကီကိုစွန့်ပစ်သွားလိမ့်မယ်လို့သတိပေးတယ်ပစ်ကီကဘာဖြစ်ခဲ့လဲဆိုတာဘယ်သူကမှမပြောပါဘူးလို့ဂတိပေးလိုက်ပြီးဂျက်ကမထွက်ခွာခင်တားရဲ့အကြောင်းပြောပြီးသူ့ကိုခြောက်လန့်ဖို့ကြိုးစားခဲ့တယ်အဲ့ဒီနောက်ပစ်ကီဟာသူတချင်းဆိုနေတာကိုကြားပြီးတချင်းတင်ပေးဖို့တောင်းဆိုတဲ့ဆိုင်မွန်နဲ့အမွှာညီကိုတစုံရဲ့အကူအညီနဲ့ထင်းတွေကိုဆက်လက်စုဆောင်းတယ်သူတို့အတူတူတချင်းဆိုကြပြီးပစ်ကီကကဘာကပြခဲ့သေးတယ်နောက်တော့ယေဖ်ကပစ်ကီကိုသူ့အကြီးအကဲကောင်းတယောက်ဖြစ်ချင်ကြောင်းပြောပြီးသူ့ရဲ့နာမည်ရင်းကိုမေးတယ်ဒါကြောင့်ပစ်ကီကသူဟာနီကိုလက်စ်ဖြစ်ပေမဲ့သူ့မိသားစုကနစ်ကီလို့ခေါ်ကြောင်းပြောပြတယ်သူတို့မှနောက်ဆုံးတော့ထင်းအလုံးလောက်ရှိလာတဲ့အခါအချက်ပြအနေနဲ့အသုံးပြုနိုင်မဲ့မိဘုံကြီးတစ်ခုမွေးချင်ကြပေမဲ့သူတို့မှမိချင်းမရှိမှန်သတိပြုမိသွားကြတယ်ပစ်ကီက
အဲ့ဒါတွေကဆွေးနေတဲ့ထင်းတွေမှုအသုံးမဝင်ကြောင်းထောက်ပြပေမဲ့သူတို့ကလစ်လူရှုလိုက်ကြတယ်သူတို့မျက်မှန်ကိုတုံးပြီးပရွက်စိတ်တွေကိုမိရှို့ခဲ့တာကိုတတိယသွားကြတာကြောင့်ပစ်ကီရဲ့ကန့်ကွက်ညီးတွားမှုတွေကိုထပ်မံလစ်လူရှုပြီးသူ့မျက်မှန်ကိုအတင်းအဓမ္မလူယူကြတယ်ရဲဟာပစ်ကီသူ့ကိုအကူအညီလမ်းတောင်းနေတာကိုကြားရတယ်ဒါပေမဲ့သူဟာမျက်မှန်ကိုယူဆောင်ကနေအောင်ကြီးကနေမိမွေးနိုင်တဲ့အထိထင်းတွေစီကိုချိန်ထားလိုက်တဲ့ကောင်လေးတွေအောင်ပွဲခံကြတယ်သို့တော်လည်းမိကထိမ့်မနိုင်သိမ့်မရကူးဆက်ပြန့်နှံ့လာတဲ့အခါသူတို့ရဲ့စိတ်အခြေအနေကျဆင်းသွားတယ်ပစ်ကီကဆွေးနေတဲ့ထင်းတွေကြောင့်သူပြောတာမှန်ကြောင်းထောက်ပြတယ်ဒါပေမဲ့ဂျက်ကမိကပိုကြီးလာတာပဲရှိပြီးတိတ်ပြီးကူးဆက်မှာမဟုတ်ဘူးလို့ဆွပြောတယ်မကြခင်မှာပဲမိတောက်တွေကတစ်ပင်တွေစီရောက်ရှိသွားပြီးကလေးတွေထိတ်လန့်ကုန်ကြတယ်ပစ်ကီကမိတာလန်ဖန်တီးဖို့တစ်ပင်တွေကိုခုတ်လဲရမယ်လို့ပြောပေမဲ့ယက်ကသူတို့မှာဘာကရိယာမှမရှိကြောင်းထောက်ပြတယ်မိကဆက်လက်ကူးဆက်နေပြီးမိလောင်နေတဲ့တစ်ပင်တွေက6ထဲပြုတ်ကျလာတာကြောင့်အဖွဲ့သားတွေထွက်ပြေးကြတယ်ပစ်ကီဟာသူတက်နိုင်သမျှအမြန်ဆုံးပြေးဖို့ကြိုးစားပေမဲ့ရင်ကျက်ယောဂကြောင့်နှိကွေးသွားရတယ်သူဟာသူ့ခန္ဓာကိုယ်ကိုအတင်းတွန်းအားပေးရှောက်လိုင်းရင်းခလုတ်တိုက်လဲကျသွားခဲ့တယ်သူ့ကောင်းကတစ်ပင်တစ်ပင်နဲ့ရိုက်မိပြီးတတိလစ်သွားတယ်စက္ကန့်ပိုင်းကြာမှပစ်ကီနိုးလာပြီးတောအုပ်ထဲကနေရုံထွက်နိုင်ခဲ့တယ်ကောင်လေးတွေအားလုံးကကမ်းခြေမှာရှိနေကြပြီးကျွန်းပေါ်ကိုမိတွေကူးဆက်နေတာကိုကြည့်နေကြတဲ့အသက်ငယ်တဲ့ကောင်လေးတွေဟာအိပ်ပျော်သွားကြပြီးနိုးမလာကြဘူးဒါကြောင့်ပစ်ကီဟာခယူကမာခွန်ကိုယူပြီးမှုတ်တော့တဲ့အချိန်နှင်းငယ်ကြိုးစားရပေမဲ့နောက်ဆုံးမှာတော့သူကျဲကြီးမှုတ်နိုင်ခဲ့ပြီးကလေးတွေကိုနိုးလာစေခဲ့တယ်အဲ့ဒီအချိန်မှာယက်ကမိကကျွန်းရဲ့အခြားတစ်ဝက်စီမရောက်တာကိုသတိပြုမိပြီးကြောက်ဆောင်တွေကတားဆီးထားတာလို့ကောက်ချက်ချတယ်ပစ်ကီကလူစရင်လိုက်ရေးတွက်တဲ့အခါငွေရပါအမှတ်နဲ့ကောင်လေးပျောက်ဆုံးနေမှန်းသိလိုက်ရတယ်အတန်ကြာတဲ့အခါဂျက်နဲ့မော်ရစ်တို့ဟာတောထဲမှာခြေရာတချို့ကိုနောက်ယောင်ခံလိုက်နေကြတယ်သတိထားပြီးတိတ်တဆိတ်သွားလာနေတော့ဂျက်ဟာသူ့မိသားစုနဲ့သူ့ကိုလေရင်ပေါ်တင်ပေးခဲ့တဲ့နေ့အကြောင်းကိုပဲတွေးနေမိတယ်လေရင်စီးနေစဉ်အတွင်းလေရင်တုံခါတာပစ္စည်းတွေပြုတ်ကျတာနဲ့လေရင်မဲ့တယောက်အလွန်နေမကောင်းဖြစ်ပုံရတာမျိုးလိုမျိုးဖြစ်လာနိုင်တဲ့ဘေးအန္တရာယ်လက္ခဏာတွေကိုသူမြင်ခဲ့တယ်ဒါပေမဲ့သူကဘာမှမဟုတ်ပါဘူးလို့ကိုပြောခဲ့တယ်ရုတ်တရက်လေရင်ဟာစတင်ပြတ်ကျပြီးကောင်လေးတွေအားလုံးအော်ဟစ်နေကြပေမဲ့ဂျက်ကတော့တည်ငြိမ်တဲ့မျက်နှာထားကိုပဲထိန်းထားခဲ့တယ်လက်ရှိမှာတော့ဂျက်ကဝက်တကောင်နာကပ်ဖို့ကြိုးစားပေမဲ့မော်ရစ်ကတကိုင်းတစ်ချောင်းကိုနင်းမိသွားပြီးအတန်ကြောင့်တရိတ်ဆန်ဟာထွက်ပြေးသွားတဲ့ကောင်လေးတွေဟာရင်းနောက်ကိုလိုက်ပြေးပြီးလှန်တွေနဲ့ပြစ်ကြတယ်ကံမကောင်းစွာပဲဝက်ကလွတ်မြောက်သွားနိုင်ခဲ့ပြီးထိုနှစ်ယောက်ဟာစခန်းကိုပြန်လာခဲ့ရတယ်ကမ်းခြေမှာတော့ပစ်ကီကကောင်လေးအုပ်စုလေးတွေကိုပုံမြင်တွေပြောပြနေတယ်ယက်ကခိုးလုံရနေရတစ်ခုတိဆောက်ဖို့စူးစမ်းနေပေမဲ့ထင်းချောင်းတွေကခဏခဏပြုတ်ကျနေတဲ့ဂျက်ကဘာမှတိဆောက်မရလို့သူ့ကိုလောင်ပြောင်တဲ့ခါယက်ကလည်းအမဲလိုက်သမားတွေဘာမှမဖမ်းမိတာကြောင့်ပြန်ပြီးလောင်ပြောင်နေသူတို့ငင်းခုန်နေကြတော့လဲပင်လယ်ထဲကိုအပြိုင်ဆိုင်ပြေးပြီးရေထဲမှာအတူတူပျော်ပျော်ပါပါကစားဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီနောက်တဲပြင်ပေါ်မှာအနားယူရင်းအခြေအနေကိုဆွေးနွေးကြတယ်ယက်ကကလေးငယ်တွေဟာအလွန်ထိတ်လန့်နေကြပြီးအိမ်မက်ဆိုးတွေမက်တဲ့အခါအော်ဟစ်ကြကြောင်းပြောတယ်ဆိုင်မွန်ကသူတို့စီရောက်လာပြီးကလေးငယ်တွေဟာကျွန်းပေါ်မှာတခုခုရှိနေတယ်လို့ခန်းစားမိနေကြတာဖြစ်ကြောင်းပြောတယ်တကယ်တော့သူလဲတောထဲမှာအဲ့ဒါကိုခန်းစားမိခဲ့တယ်လို့ထင်တယ်ဆိုင်မွန်ကဂျက်ကိုသူတို့အမဲလိုက်နေတော့တခုခုကနောက်ကလိုက်နေတယ်လို့မျိုးမခန်းစားမိဘူးလားလို့မေးတဲ့အခါဂျက်ကညင်းဆိုတယ်အဲ့ဒီနောက်ဂျက်ကယက်ကိုအမဲလိုက်သမားတွေနဲ့ပူးပေါင်းချင်လားလို့မေးပေမဲ့ယက်ကအကြီးကဲဟာစခန်းမှာအားလုံးနဲ့အတူရှိနေရမယ်လို့ယူဆတာကြောင့်ညင်းပယ်လိုက်တယ်အဲ့ဒီအချိန်မှာပစ်ကီကသူတို့စီချင်းကပ်လာပြီးကလေးငယ်တွေဟာဒီရေတွင်းကိုအိမ်သားအဖြစ်အသုံးမပြုကြကြောင်းလာရောက်ညီးတွားတဲ့တိုးတော်လဲယက်ကအစည်းအဝေးအတွက်ခြံထားဖို့သူ့ကိုပြောတယ်ပစ်ကီကအဓိကခေါင်းဆောင်တွေအတွက်ဒါဟာအကျိုးစီးဝေးလို့ထင်ထားပေမဲ့ဂျက်ကညင်းဆိုပြီးထွက်သွားတယ်နောက်တော့ဂျက်ဟာသူ့တငယ်ချင်းတွေနဲ့အတူထင်းစုနေတုံးတစ်ခုခုကသူ့နောက်ကလိုက်နေတယ်ဆိုတဲ့ခံစားချက်ကိုရရှိပေမဲ့ဘာမှမှတ်ချက်မပေးပါဘူးရုတ်တရက်သူဟာအဝေးမှာအယောင်တလက်လက်တောက်နေတာကိုမြင်ပြီးအလွန်မြင့်မားတဲ့ကြောက်ဆောင်ပေါ်မှာလေရင်အစိပ်ပိုင်းတစ်ခုညက်နေတာကိုသတိပြုမိသွားတယ်သူချက်ချင်းပဲရင်းပေါ်ကိုစတင်တက်ပြီးအထက်ကိုပိုရောက်လေလေပိုပြီးစိုးရိမ်လာလေလေဖြစ်တယ်သူချော်လဲလူနီပါဖြစ်တဲ့အခါဒါဟာအလွန်အန္တရာယ်များလာပြီလို့ပြောလိုက်ပြီးသူ့တငယ်ချင်းတွေကလည်းသူပြန်ဆင်းတင်တယ်လို့သဘောတူကြတယ်ထိတ်လန့်နေတဲ့ချက်ဟာပြန်ဆင်းဖို့ကြိုးစားပေမဲ့ခြေချစရာနေရာရှာမတွေ့ဘူးသူပြရာခက်လူနီပါဖြစ်နေချိန်မှာသူ့တငယ်ချင်းကဟေကသူ့ကိုလမ်းညွန်ပေးဖို့အပြေးလွှားလာကြပြီးအတူတူမြေပြင်ပေါ်ကိုပြန်ရောက်နိုင်ခဲ့ကြတယ်ဂျက်ကသူတို့ကိုကျေးဇူးတင်စကားပြောပြီးဘသူ့ကိုမှမပြောဖို့တောင်းဆိုတဲ့တောင်ထိပ်ပေါ်မှာအမဲလိုက်သမားတွေအချက်ပြမိကိုစောက်ရှောက်နေတော့အဝေးကမြက်ခင်းပြင်ပေါ်မှာဝက်အုပ်တအုပ်ကိုလှမ်းမြင်လိုက်ကြတယ်အဲ့ဒီနေရာဟာဝက်တွေအနားယူတဲ့နေရာမှန်သူတို့တတိပြုမိသွားကြတာကြောင့်ထိုနေရာကိုတွားရလမ်းကြောင်းကိုရှာဖွေပြီးတိုက်ခိုက်ဖို့စီစဉ်ကြတယ်ဂျက်ကစမ်းကြောင်းကိုတွားပြီးအမဲလိုက်နေတော့ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်နေစေရန်မျှော်လင့်ချက်နဲ့သူ့မျက်နှာကိုရှုံတွေနဲ့စတင်လိမ့်ကြံတော့တယ်ဆိုင်မွန်ကဂျက်ဟာဒီနေရာမှာပျော်စရာအချိန်တွေကိုပိုင်ဆိုင်နေတယ်လို့ထင်တယ်။ဒါကြောင့်ဂျက်ကသူဟာကိစ္စရက်တွေကိုအလေးနက်ထားနေတာဖြစ်ကြောင်းရှင်းပြပြီးကလေးဘဝတုန်းကအသက်ရှင်ကျန်းရေးခရီးစဉ်တစ်ခုတွားခဲ့တဲ့သူ့ဖခင်စီကပုံမြင်တချို့ကိုမျှဝေတဲ့တိုးတော်လဲဆိုင်မွန်ကသူ့ဖခင်နဲ့ဂျက်ရဲ့ဖခင်ဟာသူတို့ကိုလာရှာမှာမဟုတ်ပဲအခြားကလေးတွေရဲ့တာမန်မိသားစုတွေကသာလာရှာလိမ့်မယ်လို့ထင်နေတဲ့ဂျက်ကသူမကြောက်ပါဘူး။စိုးရိမ်ယုံတက်ပါလို့ကျိန်ဆိုတယ်။ဒါကြောင့်ဆိုင်မွန်ကသူ့ကိုတနာသွားပြီးသူ့မျက်နှာအားကိုဆေးချယ်ဖို့ကူညီပေးတယ်။နောက်တစ်နေ့မှာဂျက်ကတဲပြင်ပေါ်မှာအမဲလိုက်သမားတွေဝက်တကောင်ကိုတက်နေတဲ့ပုံတစ်ပုံကိုဆွဲခဲ့တယ်။နောက်တော့ပစ်ကီကကလေးတွေကိုအသက်ရှင်ကျန်ရဖို့ပုံမိုလွယ်ကူစေရန်သူတို့မြင့်တင်ရမယ့်အချက်တချို့ကိုပြောပြဖို့စူးစမ်းပေမဲ့ဘယ်သူမှသူ့ကိုအလေးမထားကြဘူးသူတို့ကသူ့ပေါ်ကနေအော်ပြောကြသူမဟုတ်သူ့ကိုလှောင်ပြောင်ကြတယ်ရက်ကခရူကမာခွန်ကိုယူပြီးအားလုံးကိုငြိမ့်သက်အောင်စူးစမ်းပေမဲ့သူတို့ကသူ့ကိုလည်းမယိုသေးကြဘူးအဲ့ဒီနောက်ချက်ကသူ့အလှည့်မှာအားလုံးဟာအငိုလွယ်တဲ့ကလေးတွေဖြစ်တယ်လို့ပြောတယ်သူကျွန်းအနက်ရောက်ခဲ့ပြီးဘာသာရဲမှမမြင်ခဲ့တာကြောင့်အားလုံးပါဆက်ပိတ်ပြီးရဲဖျက်စကားကိုနားထောင်ဖို့သူလိုလားတဲ့နောက်ထပ်ကလေးတစ်ယောက်ကသူတစ်ပင်တွေတဲကတွတ်လိန်နေတဲ့အရာတွေနဲ့တိုက်ခိုက်ရတဲ့အကြောင်းအိမ်မက်မက်ခဲ့တယ်လို့မျှဝေတယ်သူနိုးလာတဲ့အခါကြီးမားပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုအနီးနားမှာလှုပ်ရှားနေတာကိုမြင်ခဲ့ရတယ်အခြား
သူတွေကသူ့ကိုမယုံကြပဲသူ့ပုံမြင်ကိုရေမောကြတယ်အခြားအသက်ငယ်တဲ့ကောင်လေးတစ်ယောက်ကလည်းတခုခုပြောချင်နေတယ်တိုးတော်လဲအားလုံးကဆက်ပြီးရေမောကတယောက်ကိုတယောက်လောင်ပြောင်နေကြတာကြောင့်ထိုသနာစရာကောင်လေးဟာငိုသားငိုနိုင်တော့တယ်ဂျက်ကထိုကလေးနဲ့တီးတန့်စကားပြောပြီးသူပင်လယ်ထဲမှာတခုခုမြင်ခဲ့မှန်းသိလိုက်ရတယ်နောက်တော့အမဲလိုက်သမားတွေဟာသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရွှွန့်တွေနဲ့ချဲတလိုက်ကြပြီးချွန်ထက်တဲ့ကြောက်ခဲတွေနဲ့သူတို့ရဲ့လမ်းတွေကိုအစင်းမြင့်တင်လိုက်ကြတယ်သူတို့ဟာစူးစမ်းရှာဖွေနေတော့မော်ရစ်ရှာဖွေတွေ့ရှိခဲ့တဲ့လမ်းကြောင်းတိုင်းလိုက်သွားကြပြီးနောက်ဆုံးမှာဝက်တွေအနားယူတဲ့နေရာကိုတွေ့ရှိသွားတဲ့ကောင်လေးတွေဟာအလွန်နေကွေးပြီးတိတ်ဆိတ်စွာလှုပ်ရှားရင်းသူတို့ကိုစီးဝိုင်းပုံစံချင်းကပ်ကြတယ်တိုးတော်လဲဝက်တွေကသူတို့ကိုမြင်သွားကြတယ်မိခင်ဝက်မကြီးကသူ့ကလေးတွေကိုထွက်ပြေးခိုင်းပေမဲ့ကောင်လေးတွေကသူမကိုဝိုင်းရံထားပြီးထွက်ပြေးခွင့်မပေးဘူးချက်ကသူမကိုလန်နဲ့တိုက်ခိုက်ပေမဲ့ထိမိတဲ့အချိန်မှာကျိုးသွားပြီးဘာဒဏ်ရာမှမရစေခဲ့ဘူးထို့နောက်အခြားကောင်လေးတစ်ယောက်ကတရိษံဟာတွေးထွက်တန်ယူဖြစ်ပြီးမလှုပ်ရှားနိုင်တော့တဲ့အထိသူ့လန်နဲ့အထက်ထက်အခါခါစတင်ရိုက်နှက်တော့တဲ့ချက်ကသူ့ဓာတ်ကိုထုတ်ပြီးသူမရဲ့လေပင်ကိုလှိဖြက်ကဝက်ကိုတက်ပစ်လိုက်ရာသူ့မျက်နှာတစ်ခုလုံးတွေးတွေဆင်းသွားခဲ့တဲ့တက်ဖြတ်ချင်းရဲ့လက်တွေ့အရှိတရားကိုသဘောပေါက်သွားတဲ့အခါကောင်လေးတွေဟာတိတ်ဆိတ်စွာနဲ့ပဲစိုက်ကြည့်နေနိုင်ကြတော့တဲ့မိခင်မရှိရင်သူမရဲ့ကလေးတွေတေဆုံးသွားမလားဆိုတာသူတို့မတွေးပဲမနေနိုင်ကြဘူးအဲ့ဒီနောက်သူတို့ဟာဝက်ကိုတဲဆောင်ဖို့တိုင်းတစ်ချောင်းမှာချီနှောင်လိုက်ကြပြီးသူမရဲ့ခေါင်းကိုတကိုင်းတစ်ချောင်းမှာစိုက်ထူကသူတို့ရဲ့အောင်ပွဲအကြောင်းတချင်းဆိုရင်တောအုပ်ကိုဖျက်တန်းကဆုလက်တစ်ခုလိုတဲဆောင်သွားကြတယ်သူတို့တွေးတွေကိုစေးကြောဖို့နဲ့ဘလို့အောင်ပွဲခံမလဲဆိုတာဆွေးနွေးဖို့စမ်းကြောင်းတစ်ခုမှာရန်နာကြတယ်ကြောက်ဆောင်တစ်ခုပေါ်မှာမော်ရစ်ကခီးဆောင်တစ်တာတစ်လုံးကိုတေးလို့အံ့အားသင့်သွားပြီးအားလုံးကရင်းရဲ့အထက်ကပစ္စည်းတွေကိုစစ်ဆေးဖို့ပြေးသွားကြတယ်သူတို့သွားတိုက်ဆေးကိုစားကြပြီးဒါတွေဟာဆိုင်မွန်ရဲ့ပစ္စည်းတွေဖြစ်မှန်းသိရှိရန်ဒိုင်ယာရီတစ်ခုကိုဖက်ကြတယ်အနီးနားမှာဒုတိယမြောက်ခီးဆောင်တစ်တာတစ်လုံးရှိနေပေမဲ့ဒီတစ်ခုမှာတော့အမျိုးသမီးအဝတ်စားတွေနဲ့မိတ်ကပ်တွေပဲရှိနေတာမို့သူတို့စစ်ဆေးစစ်အဖြစ်အသုံးပြုကြတယ်နောက်ဆုံးမှာတော့သူတို့စခန်းကိုပြန်လာခဲ့ကြပေမဲ့အခြားအောင်လေးတွေအားလုံးအော်ဟစ်ပြီးခီယူကမာခွန်ကိုမှုတ်နေကြတာကိုသာတွေးလိုက်ရတဲ့အဝေးမှာတင်မောတစင်းရှိနေပြီးအချက်ပြပြီးငိမ့်သွားတာကြောင့်သူတို့ဟာရင်းရဲ့အာယုံဆိုင်မှုကိုရရှိဖို့အသေးအတန်ဖြစ်နေကြတယ်ယက်ကတောင်ပေါ်မှာမိပြန်မွေးဖို့စူးစမ်းနေပြီးချက်ကသူ့ကိုကူညီဖို့ပြေးသွားပေမဲ့အချိန်နှောင်းသွားခဲ့ပြီးတင်မောကထွက်ခွာသွားပြီးဖြစ်တဲ့ဒေါသထွက်နေတဲ့ယက်ကမိကိုစွန့်ပစ်ခဲ့တဲ့အတွက်အမဲလိုက်သမားတွေကိုချိန်မောင်းပြီးချက်ကသူ့ရဲ့လုပ်ရက်တွေကိုကာကွယ်ပြောဆိုဖို့စူးစမ်းပေမဲ့အမဲလိုက်သမားတွေကတောင်းပန်ကြတယ်ချက်ကအဖွဲသားတွေအနေနဲ့ဝက်အတွက်ကျေးဇူးတင်တယ်လို့ထင်နေပေမဲ့ပစ်ကီကလည်းသူ့ကိုပြစ်တင်ဝေဖန်တယ်ဒါကချက်ကိုအလွန်ဒေါသထွက်စေတာကြောင့်သူ့ပစ်ကီကိုထိုးနှက်လိုက်ပြီးပစ်ကီလဲကြကသူ့မျက်မှန်အကွဲသွားချိန်မှာယက်ကသူ့ကိုဆွဲထုတ်လိုက်ရတယ်အဲ့ဒီနောက်ချက်ကသူတို့ဟာစွန်စားခန်းကျွန်းပေါ်ရောက်နေတာဖြစ်ပြီးပြင်းစရာကောင်းတဲ့အရာတွေကိုပဲလုပ်နေကြတာမို့သူ့ရဲ့ကိုယ်ပိုင်စခန်းကိုစတင်တီထောင်တော့မယ်လို့ပြောတယ်အခြားကလေးတစ်ယောက်မှသူ့ထံမပူးပေါင်းချင်ကြတာကြောင့်သူ့တစ်ယောက်တည်းထွက်ခွာသွားတဲ့ချက်ဟာအဝေးကိုရောက်သွားတဲ့အခါစတင်ငိုကြွေးတော့တဲ့အခြားသူတွေစခန်းပြန်ရောက်တဲ့အခါပစ်ကီဟာအကွဲနေတဲ့မှန်ကိုဘောင်ထဲကနေဖယ်ရှားဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိတော့ဘူးဒါကြောင့်အခုသူဟာမျက်စိတစ်ဖက်ထဲနဲ့ပဲကောင်းကောင်းမြင်ရတော့တယ်ယက်ကသူ့အကြီးအကဲဆက်မလုပ်ချင်တော့ကြောင်းဝန်ခံပေမဲ့ပစ်ကီကသူ့ကိုဆက်နေဖို့နားချပြီးယက်ကသူ့ကိုကာကွယ်ပေးမယ်လို့ကတိပေးတယ်သူတို့အာယုံလွဲနေတော့မှပဲအမဲလိုက်သမားအများစုဟာတိတ်တဆိတ်ထွက်ခွာသွားပြီးချက်နဲ့ပူပေါင်းကြတယ်သူတို့ချက်ချင်းပဲအတူတူအလုပ်လုပ်ကြပြီးနောက်ဆုံးမှာခိုးလုံရနေရတစ်ခုကိုတိစောက်နိုင်ခဲ့ကြတယ်နောက်တော့တောထဲမှာဆိုင်မွန်ဟာတောင်ကုန်းပေါ်ကလေရင်မှုရဲ့အလောင်းကိုတွေ့ရှိသွားတယ်အလားတူအချိန်မှာပဲချက်ကဆိုင်မွန်ရဲ့ဒဏ်ရာရီကိုစတင်ဖက်ရှုတော့တယ်တညမှာတော့ကောင်းကင်ရံကနေတစ်ခုခုပြုတ်ကျလာပြီးအချက်ပြတ်မီနီးမှာကြားရောက်သွားတယ်မကြခင်မှာပဲတောထဲမှာတစ်ခုခုစတင်လှုပ်ရှားလာခဲ့တယ်တစ်ချိန်တည်းမှာဆိုင်မွန်ဟာဖះเจ้าတချင်းဆိုအဖွဲ့မှာရှိခဲ့တဲ့သူ့ရဲ့နေ့ရက်တွေအကြောင်းအိမ်မက်မက်နေတဲ့သူဟာအလွန်ကောင်းမွန်တဲ့အတန်ကိုပိုင်ဆိုင်ထားပြီးတချင်းဆိုရတာကိုနှစ်သက်ပေမဲ့ချက်အပေါ်ထားရှိတဲ့လျှို့ဝှက်ခံစားချက်တွေကြောင့်ဖះเจ้าထဲမှာနေရတာကိုစိတ်မသက်မသာဖြစ်ခဲ့ရတယ်ဒီအချက်လက်ချို့ဟာသူ့ရဲ့ဒဏ်ရာရီထဲမှာပါဝင်နေတာဖြစ်တယ်မနက်ခင်းမှာပစ်ကီကအဝေးမှာမြင်နေရတဲ့တိမ်တိုက်ချို့ဟာမုန်တိုင်းလာတော့မဲ့သဘောဖြစ်နိုင်တာကြောင့်စိုးရိမ်နေတဲ့ယက်ဖ်နဲ့ဆိုင်မွန်တို့ကသူ့ကိုမစိုးရိမ်ဖို့ပြောပြီးရေထဲမှာကစားဖို့ခေါ်ပေမဲ့မအောင်မြင်ဘူးနောက်တော့ပစ်ကီကကလေးငယ်တွေကိုအိပ်ပျော်စေဖို့ပုံမြင်တွေပို့ပြီးပြောပြတယ်တိတက်နေရမှာဆိုင်မွန်နဲ့ယက်ဖ်တို့ဟာအခြေအနေတွေကိုဆွေးနွေးကြတယ်ဆိုင်မွန်ကသူ့ဖခင်ကသူ့မိခင်ကိုရိုက်နှက်ခဲ့တာကြောင့်သူ့ကိုမုံတီချောင်းဖွင့်ဟပြောပြတယ်တိုးတော်လဲသူ့အဖေကသူ့ကိုဘသူ့ကိုအချစ်ဆုံးလဲလို့မေးတဲ့အခါဆိုင်မွန်ကအလွန်ကြောက်ရွံ့ပြီးသူမဆုံးဖြတ်နိုင်ကြောင်းပြောခဲ့တယ်ရင်းအတွက်တုံ့ပြန်မှုအနေနဲ့သူ့ဖခင်ကသူ့မိခင်ကိုဆံပင်းကနေဆွဲကင်ပြီးမင်းရဲ့သားတော်မှမင်းကိုစနစ်တကျမချစ်ဘူးလို့ပြောခဲ့တယ်ထိုလူခန်းထဲကထွက်သွားတဲ့အခါဆိုင်မွန်ရဲ့မိခင်ကခင်မွန်နောက်ကိုမလိုက်ခင်သူ့ကိုအော်ဟစ်ဆဲဆိုခဲ့တယ်ဆိုင်မွန်ကသူဟာလူသူတော်ကောင်းတစ်ယောက်ဖြစ်ကြောင်းဝန်ခံပြီးဂျက်ကလည်းတစ်ယောက်ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ရက်ကတော့မဟုတ်တာကြောင့်ကလေးတွေဟာသူ့ကိုလိုအပ်တယ်ရက်ကသူတို့ရဲ့ဆက်ဆံရေးကိုနားမလည်ကြောင်းဝန်ခံတာကြောင့်ဆိုင်မွန်ကကြောင်းပြင်ပမှာသူနဲ့ဂျက်ဟာတစ်ယောက်ပဲရှိခဲ့တာဖြစ်ကြောင်းမျှဝေတယ်တိုးတော်လဲသူတို့ရဲ့အားလက်ရက်တွေကုံဆုံးသွားပြီးနောက်မှာတော့ဂျက်ကအတန်းဖော်တွေနဲ့အချိန်ဖြုံးဖို့ဆိုင်မွန်ကိုလစ်လူရှူလေးရှိတယ်အမွှာညီကိုတွေကတာရဲကိုမြင်ခဲ့ရတယ်လို့ဆိုပြီးအော်ဟစ်လိုက်တဲ့အခါသူတို့ရဲ့စကားဝိုင်းပြပြသွားခဲ့တယ်ခဏအကြာမှာတော့အဖွဲ့သားတွေဟာငင်းချမ်းရေးရဲ့လက္ခဏာအဖြစ်တရွက်ကြီးတရွက်ကိုကင်ဆောင်ပြီးကျဲရဲ့စခန်းကိုတွားရောက်ကြတယ်အမွှာညီကိုတွေကသူတို့အချက်ပြမိကိုစောင့်ရှောက်နေတော့ကြောက်စရာကောင်းတဲ့တားရဲတစ်ကောင်ကိုမြင်ခဲ့တာကြောင့်ထွက်ပြေးခဲ့ကြတာဖြစ်ကြောင်းရှင်းပြတယ်ကစ်ကီကကလေးငယ်တွေကိုကာကွယ်ဖို့အတူတူအလုပ်လုပ်ချင်ပြီးဆိုင်မွန်ကသူ့ဘက်မှာရှိနေတယ်ဒါပေမဲ့ဂျက်ကဒါကိုအမဲလိုက်သမားတွေစီပဲလွှဲထားရမယ်လို့ထင်နေပြီးအခြားတချင်းဆိုအဖွဲ့ဝင်ကောင်လေးတွေလိုသူ့ထံမပူးပေါင်းတဲ့အတွက်ဆိုင်မွန်ကိုဆဲဆိုတယ်ယက်ကတားရဲကိုအတူတူတက်ရမှာဖြစ်လို့သူ့အဖွဲ့ဟာအမဲလိုက်သမားတွေနဲ့အတူတွားမယ်လို့ဆုံးဖြတ်လိုက်တယ်ကြောက်ဆောင်ထူထပ်တဲ့လမ်းချင်းလေးကနေပဲရောက်ရှိနိုင်တာကြောင့်သူတို့မစူးစမ်းရသေးတဲ့ကျွန်းရဲ့ area တစ်ခုပဲကျန်တော့တယ်အကြီးအကဲအနေနဲ့ယက်ကရင်းကိုဖျက်
ကြော်ဖို့စေတနာဝန်ထမ်းလုပ်ပြီးအားလုံးကိုစောင့်နေဖို့ပြောတယ်တိုးတော်လဲဂျက်ကသူနဲ့အတူသွားဖို့ဆုံးဖြတ်လိုက်တဲ့ကောင်လေးနှစ်ယောက်လုံးဟာနေကွေးပြီးအလွန်တတိထားကလှုပ်ရှားကြတယ်ရက်ကအရင်ရောက်ရှိသွားပြီးသူလဲရောက်လာတဲ့အထိဆက်လက်တက်လန်းတွေကသူ့လက်ကိုကင်ဖို့ညှင်းဆိုတဲ့ဂျက်စီကိုလက်ကမ်းပေးလိုက်တယ်ထိုနှစ်ယောက်ဟာပတ်ဝန်းကျင်ကိုရှာဖွေပေမဲ့ဘာမှရှာမတွေ့ဘူးသူတို့ဆက်လုပ်ရမယ့်အရာကိုဆွေးနွေးကြပြီးဒါဟာနောက်ထပ်ညှင်းခုန်မှုတစ်ခုစီကိုဥတီသွားတဲ့ဂျက်ကရက်ဟာတကယ်တော့လျဟုတ်ဝက်ကြောက်ရွံ့နေတာလို့ထင်နေပြီးယက်ကလည်းပြန်လဲပြီးဂျက်ဟာသူထင်စေချင်တဲ့လောက်တမာတဲ့သူမဟုတ်ကြောင်းပြောတဲ့ဂျက်ကဒေါသထွက်သွားပြီးအဲ့ဒါကိုဘသူပြောလဲလို့သိချင်နေတယ်ထိုနှစ်ယောက်ကျန်တဲ့အဖွဲ့သားတွေနဲ့ပြန်လည်ဆုံတွေ့တဲ့အခါဂျက်ကဆိုင်မွန်ကိုလှောင်ပြောင်ဖို့သူ့ရှိမှဒဏ်ရာရီကိုဖက်ပြတဲ့ရှာဖွေမှုဟာနိုင်ပေါင်းများစွာကြာမြင့်ခဲ့ပြီးတစ်ကီကမိုးချုပ်လာတာကိုသတိပြုမိတဲ့အခါစိုးရိမ်လာတယ်သူတို့အနားယူပြီးမနက်မှပြန်လာတဲ့နယ်လို့သူထင်တဲ့ဂျက်ကသူ့ကိုဆဲဆိုပေမဲ့ဆိုင်မွန်ကတစ်ကီကိုကာကွယ်ပြောဆိုပေးတာကြောင့်ဂျက်ကသူ့ကိုတွားခွင့်ပြုဖို့သဘောတူလိုက်တယ်ယက်ကပိုပြီးတင်းငယ်တဲ့အဖွဲ့ကပိုပြီးမြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်မှာမို့ကောင်လေး9ယောက်ပဲဆက်လက်ရှာဖွေပြီးအခြားသူတွေပြန်သွားကြတယ်ဆိုင်မွန်ကဂျက်စီကနေသူ့ရဲ့ဒဏ်ရာရီကိုတောင်းပေမဲ့ဂျက်ကသူ့ကိုပေးဖို့ညှင်းဆိုပြီးသူ့ဖက်ဖူးသမျှအဝမ်းနဲ့ရဆုံးပုံမြင်လို့ခေါ်လိုက်တယ်နောက်ဆုံးတော့ရဲဟာစတင်မောပန်းလာပြီးလှုပ်ရှားမှုကိုရပ်တန့်လိုက်တယ်ဒါကြောင့်ဆိုင်မွန်ကသူ့နဲ့အတူရပ်နားလိုက်တယ်ဂျက်ကဆိုင်မွန်ကိုFရဲ့ခွေးလို့ခေါ်လိုက်ပြီးသူ့ရဲ့အမဲလိုက်သမား2ယောက်နဲ့အတူဆက်လက်ရှောက်လန်းသွားတယ်စိုးရိမ်နေတဲ့ရဲကသူတို့ကိုတယောက်တည်းမထားခဲ့ချင်တာကြောင့်ဆိုင်မွန်ရဲ့တတိပေးမှုတွေကိုလစ်လူရှုပြီးသူတို့နဲ့ပြန်လဲပူးပေါင်းလိုက်တယ်နောက်ဆုံးမှာသူတို့တောင်ထိပ်ကိုရောက်ရှိသွားပြီးကြီးမားတဲ့ပိတ်စတစ်ခုကိုမြင်လိုက်ရလို့တုံ့လှုပ်သွားကြတယ်ရုတ်တရက်ရင်းကထလာပြီးကြောက်စရာကောင်းတဲ့မျက်နှာတစ်ခုကိုဖော်ပြလိုက်တယ်ဒါကြောင့်ကောင်လေးတွေဟာကြောက်လန့်တကြားထွက်ပြေးကြတော့တယ်ဆိုင်မွန်ကတော့စက္ကန့်ပိုင်းလောက်ဆက်နေခဲ့ပြီးရုပ်သေးရုပ်တစ်ခုလိုထူးထူးဆန်းဆန်းလှုပ်ရှားနေတဲ့တားရဲကိုသတိပြုမိလိုက်တယ်မိနစ်ပိုင်းကြာမှဂျက်ဟာအားလုံးကိုနိုးဖို့စခန်းမှာခယူကမာခွန်ကိုစတင်မှုတ်တော်တယ်သူကသူတို့တားရဲကိုမြင်ခဲ့ပြီးရင်းကိုအမဲလိုက်ရမယ်လို့အကြောင်းကြားရာယက်ကသူလည်းအခြားသူတွေလိုပဲထွက်ပြေးခဲ့တာမို့ရက်စရာကောင်းတယ်လို့ယူဆတဲ့ညှင်းခုန်မှုတစ်ခုဖြစ်ပွားပြီးယက်ကရန်ပွဲစတင်ရန်ဂျက်ကိုလုံးထွေးလိုက်တယ်သူတို့ရေထဲကိုပြုတ်ကျသွားကြပြီးဂျက်ကအနိုင်ရရှိရန်ခယူကမာခွန်နဲ့ယက်ကိုအကြိမ်နှဲငယ်ရိုက်နှက်လိုက်တယ်အဲ့ဒီနောက်ဂျက်ကအမဲလိုက်သမားတွေနဲ့အတူထွက်ခွာသွားပြီးဆိုင်မွန်ကယက်ကိုရေထဲကနေဆွဲထုတ်ပေးရတယ်အဲ့ဒီညမှာဆိုင်မွန်အိတ်မပျော်ဘူးသူစခန်းကနေထွက်ခွာခဲ့ပြီးသူ့ခန္ဓာကိုယ်ကိုရွှွန့်တွေနဲ့မလိမ့်ခင်ဂျက်ရဲ့စခန်းထဲကိုတိတ်တဆိတ်ဝင်သွားကသူ့ရဲ့ဒဏ်ရာရီကိုပြန်ယူခဲ့တဲ့ဂျက်နဲ့အတူရှိခဲ့တဲ့သူ့ရဲ့ပျော်စရာနေ့ရက်တွေအကြောင်းပုံမြင်ချို့ကိုပြန်လည်ဖက်ရှုပြီးနောက်ဆိုင်မွန်ဟာဒိုင်ယာရီကိုမိပုံထဲကိုပစ်ချလိုက်တယ်အဲ့ဒီနောက်သူဟာမိသားစုနဲ့အတူရှိနေရတာထက်သူတို့နဲ့အတူရှိနေရတာကပိုပြီးပျော်ရွှင်ကြောင်းယက်နဲ့ပစ်ကီကိုပြောပြတယ်ရုတ်တရက်အသက်ငယ်တဲ့ကလေးတွေဟာကြောက်လန့်တကြားနဲ့အော်ဟစ်ပြေးလွှားလာကြတယ်အမဲလိုက်သမားတွေကမျက်နှာဖုံးတွေစွန့်ပစ်ပြီးမိတုပ်တွေကင်ဆောင်ကသူတို့နောက်ကိုလိုက်လံဖမ်းဆီးနေကြတာဖြစ်တယ်ဂျက်ကသူတို့အားလုံးကိုတခိုးတွေလို့ခေါ်လိုက်ပေမဲ့သူတို့နောက်ထပ်ဝက်တကောင်ကိုတတ်ခဲ့ပြီးစားတောက်ဖို့ဖိတ်ခေါ်ကြောင်းလဲမျှဝေတဲ့အမဲလိုက်သမားတွေကသူ့ကိုအကြီးကဲလို့ခေါ်ကြပြီးယက်ကဒါဟာသူအချက်ပြမိအတွက်တာဝန်ယူရမယ်ဆိုတဲ့သဘောလားလို့သိချင်နေပေမဲ့ဂျက်ကပြန်မဖြေဘူးညနေပိုင်းမှာဆိုင်မွန်ဟာအယိုးစုဖြစ်နေပြီဖြစ်တဲ့လေရင်မှုရဲ့အလောင်းစီကိုတွားရောက်တဲ့သူဟာရင်းရဲ့စွမ်းအင်ကိုစုဆောင်းနေတယ်လို့မျိုးထူးဆန်းတဲ့အမူအရာချို့ကိုလှုပ်ဆောင်ခဲ့တဲ့သူစခန်းကိုပြန်ရောက်တဲ့အခါကျဲရဲ့နေရာကိုကောင်းလေးတွေပို့ပြီးထွက်ခွာသွားကြမှန်းသိလိုက်ရတဲ့ဆိုင်မွန်ကဒါဟာထောင်ချောက်တစ်ခုလို့ထင်နေပေမဲ့ပစ်ကီကတော့သူတို့အသားကိုယူပြီးထွက်သွားနိုင်တယ်လို့ထင်နေတယ်ယက်ကသူတို့သွားတင်တယ်လို့ဆုံးဖြတ်လိုက်တာကြောင့်ကောင်းလေး3ယောက်ဟာကြံတဲ့အဖွဲ့သားတွေကိုစုစည်းပြီးအသားပါတီကိုတွားကြတယ်အမဲလိုက်သမားတွေဟာတကိုင်းတွေအုံသီးတွေနဲ့ဂီတတိခတ်နေကြပြီးပျော်ပျော်ပါပါလုံးထွေးတက်ပုတ်နေကြတဲ့ဝက်ကိုမိဘမှာကင်နေတုံးချက်ကမိန်ကုန်းပြောပြီးအားလုံးကလိုက်လံကြွေးကြော်ကြတာဟာကိုးကွယ်ယုံကြည်မှုတစ်ခုလိုမျိုးနှီးပါဖြစ်နေတယ်သူကရဲကိုပထမဆုံးအသားကတ်ကိုပေးလိုက်ပြီးစိတ်ပြက်နေတဲ့ဆိုင်မွန်ကထွက်ခွာသွားတယ်မကြခင်မှာပဲမြင်းမောင်နဲ့တိန်တာတိုက်တွေကောင်းကင်ကိုဖုံးလွှမ်းသွားပြီးမိုးချင်းတန်တွေမြည်ဟဲလာတဲ့ဆိုင်မွန်ဟာတစ်သားချောင်းပေါ်ကမိခင်ဝက်မကြီးရဲ့ခေါင်းကိုတွေ့ရှိပြီးသူ့ကိုအယူအားနဲ့သူနဲ့လူပိန်းလို့ခေါ်ဆိုနေတဲ့သူမရဲ့အတန်ကိုစိတ်ချောက်ချစွာကြားလိုက်ရတယ်သူမကသူ့ကိုထွက်ပြေးဖို့ပြောတာကြောင့်ဆိုင်မွန်ကအတိအကျအတိုင်းလှုပ်ဆောင်ခဲ့တယ်သူလှုပ်ရှားနေတော့မှပဲမွေးရပါအမှတ်နဲ့ကောင်လေးရဲ့ဗီဇတွေကိုသူမြင်တွေ့ခဲ့ရတယ်တစ်ချိန်တည်းမှာဂျက်ကကလေးတွေကိုသူ့အဖွဲ့နဲ့ပူးပေါင်းရင်အစားအစာတွေပို့ပြီးပေးမယ်လို့ကတိပေးပြီးအားလုံးကသူ့ကိုဝိုင်းပြီးအားပေးကြကသူဟာအကြီးအကဲဖြစ်ကြောင်းယက်ကတတိပေးတာကိုလစ်လူရှုလိုက်ကြတယ်လေနဲ့မိုးချင်းတန်တွေကပို့ပြီးဆိုးရွားလာတာကြောင့်ယက်ကသူတို့ခိုလုံရနေရရှာဖို့လိုအပ်ကြောင်းပြောဖို့ကြိုးစားတယ်သူဟာထပ်မံလစ်လူရှုခံရပြီးကောင်လေးတွေဟာမျိုးနွယ်စုတစ်ခုလိုကပြဖို့ကမ်းခြေစီကိုပြေးသွားကြတယ်မကြခင်မှာပဲမိုးစတင်ရွာသွန်းပြီးကလေးတွေဟာကစားနေအစ်စ်တစ်ခုကိုကစားကြတယ်ကောင်လေးတစ်ယောက်ကတားရဲ့အဖြစ်ဟန်ဆောင်ပြီးအခြားသူတွေကလှန်တွေနဲ့သူ့ကိုအမဲလိုက်တယ်လို့မျိုးဟန်ဆောင်ကြတယ်ဒါကယက်နဲ့ပစ်ကီကိုထိတ်လန့်စေခဲ့တဲ့အဖွဲ့သားတွေဟာတောထဲမှာတစ်ခုခုလှုပ်ရှားနေတာကိုတတိပြုမိရင်တာရဲကိုတက်ပစ်ဖို့အကြောင်းကြွေးကြော်တန်တစ်ခုကိုထပ်ခါတလဲလဲရွတ်ဆိုကြတာကြောင့်ရင်းနောက်ကိုလိုက်သွားကြတယ်သူတို့ဟာတေချာမကြည့်ပဲသူတို့ရဲ့လှန်တွေနဲ့ချက်ချင်းတိုက်ခိုက်ကြပြီးအချိန်နောက်မှသာအမှန်တရားကိုသိရှိသွားကြတယ်သူတို့တက်လိုက်တာတာရဲမဟုတ်ပဲဆိုင်မွန်ဖြစ်နေတယ်အလောင်းကိုရေထဲပစ်ချလိုက်ပြီးရေစီးကြောင်းကယူဆောင်သွားခဲ့တယ်နောက်တနေ့မနက်မှာယက်ကတော်တဲ့လမ်းလျှောက်ထွက်ပြီးသူနဲ့သူ့ဖခင်အမဲလိုက်ခဲ့တဲ့နေ့ကိုတတိယမိတဲ့တမင်ဘိုးတကောင်ကသူတို့ကိုမြင်ပြီးထွက်ပြေးဖို့ကြိုးစားတာကြောင့်သူတို့ရင်းနောက်ကိုလိုက်လံဖမ်းဆီးခဲ့ကြတယ်ကံမကောင်းစွာပဲယက်ကခလုတ်တိုက်လဲကြပြီးသူ့လက်မောင်းဒဏ်ရာရသွားခဲ့တယ်နောက်တော့အိမ်မှာယက်ကနေမကောင်းဖြစ်နေတဲ့သူ့မိခင်ကိုထိုပုံမြင်ပြောပြခဲ့တယ်သူအိပ်ရမဝင်ခင်သူ့ဖခင်ကသူ့ကိုနောက်တနေ့မှာအမဲလိုက်ဖို့ထပ်သွားခြင်းကြောင်းပြောပေမဲ့ယက်ကသူ့အမေနဲ့အတူနေဖို့ပဲရွေးချယ်ခဲ့တယ်ညနေပိုင်းမှာကောင်လေးတွေဟာအိပ်ပျော်ဖို့ကြိုးစားနေကြပေမဲ့ထူးဆန်းတဲ့အတန်ချို့ကိုကြားနေရတာကြောင့်အိပ်မပျော်ကြဘူးရုတ်တရက်အမဲလိုက်သမားတွေကသူတို့ရဲ့စခန်းကိုတိုက်ခိုက်ပြီးပစ်ကီရဲ့မျက်မှန်
မှန်ကိုခိုးယူနေတော့အားလုံးကိုဖိနှိပ်ထားကြတယ်သူတို့ထွက်ခွာသွားပြီးနောက်တစ်ကီကသူတို့မီးမွေးဖို့သူ့မျက်မှန်ကိုလိုချင်ကြတာမှန်သဘောပေါက်သွားတယ်အတန်ကြာတဲ့အခါကောင်းကင်ယံကနေတခုခုပြုတ်ကျလာပြီးသမုတ်တရားထဲကြားရောက်သွားတယ်တစ်ချိန်တည်းမှာယေဖ်ကအစည်းအဝေးစတင်ရန်ခယူကမာခွန်ကိုမှုတ်ပြီးတစ်ကီကဒီစခန်းမှာကြန့်ရှိတော့တာသူကိုယ်တိုင်ယေဖ်အမွှာညီကိုတွေနဲ့အသက်ငယ်တဲ့ကလေး၃ယောက်ပဲရှိတော့မှန်းသတိပြုမိလိုက်တယ်သူတို့အခြေအနေကိုဆွေးနွေးကြပြီးညှိနှိုင်းဖို့စူးစမ်းရန်ကျဲရဲ့စခန်းကိုတွားဖို့သဘောတူလိုက်ကြတယ်သူတို့ရောက်ရှိသွားတဲ့အခါအားလုံးဟာလူရိုင်းတွေလိုပြုမှုနေကြတာကိုသတိပြုမိလိုက်ကြတယ်ယေဖ်ကချက်ကိုညှစ်ပတ်တဲ့တခိုးလို့ခေါ်လိုက်တာကြောင့်သူ့ကိုလုံထွေးလိုက်တယ်ရံပွဲတစ်တခုစတင်ပြီးကောင်လေးတွေဟာသူတို့ရဲ့ခေါ်အဆောင်ကယေဖ်ကိုသူ့လန်နဲ့ဆက်လက်ရိုက်နှက်နေတာကိုအားပေးကြတဲ့တစ်ကီကခယူကမာခွန်ကိုယူပြီးအားလုံးရဲ့ဆိုးရွားတဲ့အပြုအမူကိုအော်ဟစ်ပြောဆိုလိုက်တဲ့အချိန်မှာထိုခိုက်တန့်ပြပြသွားခဲ့တဲ့ချက်ကသူ့လူတွေကိုသူ့ပါဆက်ပိတ်ခိုင်းတာကြောင့်ရောဂျာကကြောက်ခဲတစ်လုံးနဲ့ပြစ်ပေါက်လိုက်ရာတစ်ကီရဲ့ခေါင်းကိုထိမှန်သွားခဲ့တဲ့တစ်ကီလဲကျသွားချိန်မှာခယူကမာခွန်ကပြုတ်ကျပြီးကွဲသွားခဲ့တဲ့ယေဖ်ကသူ့အနားကိုပြေးသွားပြီးသူ့ကိုကူညီဖို့စူးစမ်းပေမဲ့ချက်ကအမဲလိုက်သမားတွေကိုသူတို့ကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အမွှာညီအကိုတွေကအလွန်လျင်မြန်စွာဖမ်းဆီးခံရပြီးယေဖ်ကရောဂျာကိုကြောက်ခဲတစ်လုံးနဲ့ထုကတစ်ကီနဲ့အတူထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ထိုနှစ်ယောက်ဟာတောအုပ်ထဲရောက်အောင်သွားနိုင်ခဲ့ကြပြီးတရွက်ကြီးအချို့ရဲ့အောက်မှာပုန်းကွယ်နေကြတယ်ဒါကြောင့်အမဲလိုက်သမားတွေသူတို့ကိုလာရှာတဲ့အခါမမြင်ခဲ့ကြဘူးအမဲလိုက်သမားတွေထွက်သွားပြီးနောက်တစ်ကီကယေဖ်ကိုသူနေမကောင်းဘူးလို့ပြောပြီးအန်ထုတ်လိုက်တယ်ယေဖ်ကသူ့လက်ကိုကင်ထားပေမဲ့သူ့ကောင်းကသွေးတွေဘလောက်အထိအပြင်းထန်ထွက်နေလဲဆိုတာကိုတော့ထုတ်မပြောပါဘူးဒဏ်ရာကိုသူ့အင်ဂျီနဲ့ပတ်ပေးပြီးနောက်ယေဖ်ကတစ်ကီကိုလှုပ်ရှားနိုင်အောင်ကူညီပေးဖို့စူးစမ်းပေမဲ့သူကအလွန်အားနည်းနေပြီးခဏခဏလဲကျနေတယ်သူ့ကိုတယောက်တည်းမထားခဲ့ဘူးတစ်ကီကတောင်းပန်နေတာကိုလစ်လူရှုပြီးယေဖ်ကရေတချို့သွားရှာတော့သူ့ကိုအနားယူနေဖို့ပြောခဲ့တယ်ပတ်ဝန်းကျင်ကိုရှာဖွေနေတော့ယေဖ်ကပြန်လာမဲ့လမ်းကြောင်းကိုမှတ်သားရန်တစ်ပင်တွေကိုရေတွက်ပေမဲ့သူ့ကိုစောင့်ကြဤနေတဲ့ဆိုင်မွန်ရဲ့ဗီဇကိုလည်းမြင်တွေ့ခဲ့ရတယ်နောက်ဆုံးမှာသူစမ်းချောင်းကိုရောက်ရှိသွားပြီးအုံးသီးနှလုံးထဲကိုရေဖြည့်လိုက်ပေမဲ့စန့်ကျင်ဘက်အချမ်းမှာအမဲလိုက်သမားတွေပေါ်လာတဲ့အခါပုံကွယ်နေခဲ့ရတယ်သူထွက်ပြေးဖို့ကြိုးစားတဲ့အခါအမဲလိုက်သမားတွေကသူ့ကိုမြင်သွားကြပြီးသူ့နောက်ကိုလိုက်လံဖမ်းဆီးကြတယ်ယေဖ်ပြေးနေတော့လဲကျသွားပြီးသူ့ခြေကျင်းဝတ်ဒဏ်ရာရသွားခဲ့တယ်ဒါကြောင့်အခုသူပို့ပြီးနှေးကွေးစွာလှုပ်ရှားရတယ်သူမျက်ခင်းပြင်းပြင်းထဲမှာပုံအောင်ပြီးအမဲလိုက်သမားတွေထွက်သွားတဲ့အထီဆောင်ဖို့ဆုံးဖြတ်လိုက်တယ်မိနစ်ပိုင်းကြာမှယေဖ်ဟာနောက်ဆုံးတော့တစ်ကီစီပြန်ရောက်လာပြီးမြေကြီးပေါ်ကသွေးတွေအားလုံးကိုသတိပြုမိရင်ရေကိုမျှဝေပေးတယ်တစ်ကီကအမဲလိုက်သမားတွေသူတို့ကိုတွေ့ရင်ယေဖ်အနေနဲ့သူ့ကိုထားခဲ့ပြီးပြေးရမယ်လို့ပြောပြတယ်တစ်ကီကသူ့ချမ်းတယ်လို့ပြောပြီးနောက်သူတို့တရွက်ကြီးတွေအောက်မှာအိပ်ပျော်သွားကြတယ်နောက်တနေ့မနက်မှာယေဖ်နိုးလာတဲ့အခါတစ်ကီတေဆုံးနေတာကိုတွေ့ရှိရတာကြောင့်သူ့ရဲ့ဝမ်းနည်းပူဆွေးမှုကိုရင်ဆိုင်ရင်းသူ့ကိုမြုပ်နှံမှုချင်းတချင်းတူးခဲ့ရတယ်သူ့မိခင်တေဆုံးခဲ့တဲ့နေ့နဲ့သူ့ဖခင်ရဲ့တငယ်ချင်းတစ်ယောက်ကသူ့ကိုဘလို့နှစ်သိမ့်ပေးခဲ့လဲဆိုတာကိုသတိရမိတယ်ထိုလူကဒီကိစ္စပြီးနောက်သူ့ဖခင်ကသူ့ကိုလိုအပ်လိမ့်မယ်လို့ပြောခဲ့တယ်သူ့ရဲ့ခြေချင်းဝတ်တန်ရာကိုတရွက်အချို့နဲ့ပတ်ပြီးနောက်ယေဖ်ကဂျက်ရဲ့စခန်းထဲကိုတိတ်တဆိတ်ဝင်သွားပြီးအမွှာညီကိုတွေကိုတစ်ကီတေဆုံးသွားကြောင်းပြောပြတယ်ကံမကောင်းစွာပဲရောဂျာကသူတို့ကိုကြားသွားပြီးအခြားသူတွေကိုအချက်ပေးရန်အော်ဟစ်လိုက်တယ်တောထဲမှာလိုက်လံဖမ်းဆီးမှုချက်ချင်းဖြစ်ပွားပြီးရဲကပြေးဖို့အခက်ခဲရှိနေတာကြောင့်စမ်းချောင်းထဲကရေအောက်မှာပုံကွယ်နေခဲ့တဲ့ဂျက်အနီးနားကိုရောက်လာတဲ့အခါယေဖ်ကအာယုံလွဲစေရန်သူ့စီကိုကြောက်ခဲတစ်လုံးနဲ့ပစ်ပေါက်လိုက်ပြီးသူ့ကိုတိုက်ခိုက်ဖို့ပေါ်လာခဲ့တယ်သူတို့ခဏလောက်ရုန်းကန်ကြပြီးနောက်ယေဖ်ကနောက်ဆုတ်လိုက်ကဂျက်ကိုရွေးချယ်မှုတစ်ခုလုပ်ဖို့တောင်းဆိုတယ်သူတို့ဟာအရာအလုံးအတွက်တယောက်ကိုတယောက်ဖြစ်တင်ကြပြီးဂျက်ကအခြားအမဲလိုက်သမားတွေကိုခေါ်ဖို့အော်ဟစ်လိုက်တာကြောင့်ယေဖ်ကထပ်ပြီးပြေးရပြန်တဲ့လိုက်လံဖမ်းဆီးမှုဟာနာရီပေါင်းများစွာကြာမြင့်ခဲ့ပြီးယေဖ်ကအမောဖြေဖို့ပုံအောင်ဖို့ဆုံးဖြတ်လိုက်တဲ့အမဲလိုက်သမားတွေကသူ့ကိုရှာမတွေ့တာကြောင့်ရောဂျာကသူ့ကိုမီးကိုမိုက်တက်ရမယ်လို့ထင်နေတယ်သူမီးမွေးဖို့တစ်ကီရဲ့မျက်မှန်ကိုအသုံးပြုတယ်အဲ့ဒီနောက်အဖွဲ့သားတွေကမီးတုပ်တွေအသုံးပြုပြီးမီးတောက်တွေကိုကူးဆက်စေခဲ့တယ်မကြခင်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးမီးကိုတွေနဲ့ဖုံးလွှမ်းသွားပြီးယေဖ်အသက်ရှူမရဖြစ်လာခဲ့တယ်တိုးတော်လဲထိုမီးကိုတွေကပဲသူ့ကိုမမြင်ရပဲတိတ်တဆိတ်ထွက်ခွာနိုင်အောင်ကူညီပေးခဲ့တယ်သူတောထဲမှာရှောက်သွားနေတော့သူ့ကိုပြုံးပြနေတဲ့တစ်ကီရဲ့ဗီဇကိုမြင်တွေ့ခဲ့ရတယ်ဒါကိုညှင်းငွေလာတာကြောင့်ယေဖ်ကသူ့ပတ်ဝန်းကျင်မှာမီးတွေဆက်လက်ကူးဆက်နေတော့သူအရှုံးပေးကြောင်းပြောပြီးကျဲရဲ့နာမည်ကိုအော်ဟစ်လိုက်တယ်နောက်ဆုံးမှာယေဖ်ကကမ်းခြေကိုရောက်ရှိသွားပြီးရေတပ်အရာရှိ2ယောက်နဲ့အတူလှေတစ်စင်းကိုတွေ့လိုက်ရလို့တုံ့လောက်သွားခဲ့တယ်အမဲလိုက်သမားတွေသူ့ကိုလာရှာတဲ့အခါလူကြီးတွေကိုမြင်လိုက်ရလို့တုံ့ဆိုင်သွားကြတယ်ကပတိန်ကသူတို့ရဲ့လူရိုင်းဆန်တဲ့အတွင်ပြင်းနဲ့တေဆုံးသွားတဲ့ကလေးတွေအကြောင်းယေဖ်ရဲ့ပြောကြားချက်ကြောင့်ထိတ်လန့်သွားခဲ့တယ်ထိုလူကဘသူကအကြီးအကဲလဲလို့မေးတဲ့အခါဂျက်ကပြန်မဖြေတာကြောင့်ယေဖ်ကသူငိုယိုရင်းသူဖြစ်ကြောင်းပြောလိုက်တယ်ကပတိန်ကသူတို့ကိုသူ့လေနဲ့ခေါ်ဆောင်သွားခဲ့ပြီးကောင်လေးတွေဟာသူတို့လူဖွဲ့စည်းစီပြန်ရောက်တဲ့အခါသူတို့ရဲ့ပြစ်မှုတွေနဲ့အတူရှင်တန်ရတော့မှာကိုသဘောပေါက်သွားကြတော့တယ်